အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့2026အတွက် UV animation ရဲ့ပထမဆုံးဗီဒီယိုဖြစ်ပါတယ်အဲ့တော့ Blender ကိုသင်ယူနေတဲ့မိတ်ဆွေတို့ tutorial တစ်ခုပြီးတိုင်းတစ်ခုဆက်ပြီးတော့ကြည့်နေတော့မယ်လားအရန်ကိုအဆင်ပြေပြေနဲ့လှပတဲ့ scene တွေ environment တွေတစ်ခုပြီးတစ်ခုလုပ်နေရတာပြောနေပြီလားဒါပေမဲ့တစ်ချိန်မှာကိုယ်တိုင်ဘာမှမလုပ်နိုင်တော့တဲ့အခြေအနေတစ်ခုကိုရောက်လာတတ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာအဲ့ဒါကိုtutorial hell လို့ဘာကြောင့်ခေါ်ရတယ်လဲဘလို့အားနည်းချက်တွေရှိလာမလဲဆိုတာကိုဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်လည်းအရင်ကအတိအကျအဲ့လိုမျိုးဖြစ်ဖို့ပါတယ် donut tutorial ကနေစပြီးတော့ anvil chain house ပြီးတော့ environment scene တွေအဆက်မပြတ်လုပ်ခဲ့ပါတယ်ခဏတော့အရန်တိုးတက်တယ်လို့ခံစားရတယ်ဒါပေမဲ့တစ်ချိန်မှာကိုယ်တိုင်ဘာမှစပြီးလုပ်လို့မရတော့ပါဘူးအဲကြောင့်မလို့ဒီဗီဒီယိုကိုလုပ်ဖြစ်တာပါအဲ့တော့အဲ့လိုခံစားမှုလို့ရှိရင်ဒါကိုကြောက်တယ်မဟုတ်ပါဘူးအရင်ဆုံးရှင်းပြောမယ်ဆိုလို့ရှိရင် tutorial တွေကအရန်ကောင်းပါတယ် Blender လိုမျိုးရှုပ်ထွေးတဲ့ software တစ်ခုကိုမြန်ဆန်နဲ့နားလည်လာအောင်ထိရောက်တဲ့နည်းလမ်းတွေကတစ်ခုဖြစ်ပါတယ် tools တွေကိုဘယ်လိုသုံးရတယ်လဲ modifier တွေကဘယ်လိုအလုပ်လုပ်တယ်လဲ lighting material စသဖြင့်လက်တွေ့မြင်ရတာပေါ့နော်အရန်အထောက်အကူဖြစ်ပါတယ်အဲကြောင့် beginner အဆင့်မှာ tutorial တွေလုပ်တာလုံးဝမှန်ကန်တဲ့အဆင့်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ပထမဆုံးဖြစ်လာတဲ့ပြဿနာတစ်ခုပေါ့နော်။ဘာလဲဆိုတော့ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်စွမ်းမရှိတော့ပါဘူး။ tutorial တိုင်းမှာကရလက်တစ်ခုရှိတယ်။အများတန်းအတိအကျလိုက်လုပ်နေလို့ရှိရင်ကိုယ့်အနောက်ကဘယ်လိုစတင်ရမလဲဆိုတဲ့အပိုင်းကိုလုံးလို့တော့ပါဘူး။အဲဒါကြောင့်တကယ်ကိုယ်ပိုင် project တစ်ခုစလုပ်တဲ့အခါလုံးဝအုံနောက်ထံမှာဗလာဖြစ်သွားတတ်ပါတယ်။နောက်တစ်ခုက problem solving ပေါ့နော်။အဲဒီစွမ်းရည်မတိုးတက်တော့ပါဘူး။နောက်တစ်ချက်က tutorial ဆိုတာအဆင့်ဆင့်ချောမှုတော့ဖန်တီးထားတာဖြစ်ပါတယ်မမျှော်လင့်ထားတဲ့ error တွေ bug တွေကိုရှောင်ပြီးတော့ပြထားတာပါတကယ်အလုပ်မှာအဲ့ဒါတွေအများကြီးတွေ့ရပါတယ်အများတန်း tutorial ကိုကြည့်ပဲအားကိုးနေလို့ရှိရင် error တစ်ခုတွေ့တဲ့အခါမှာဘာဆက်လို့ရမလဲမသိတော့ပါဘူးနောက်တစ်ခုကအဓိကကျတဲ့ core concept တွေကိုနားမလည်တာဖြစ်ပါတယ်တချို့ tutorial တွေကဒီ clock ကိုနှိပ်ဒီတန်ဖိုးကိုထည့်ဆိုပြီးပြတယ်ဒါပေမဲ့ဘာကြောင့်အဲ့ဒီ value ကိုသုံးရတယ်လဲဘာကြောင့်အလုပ်ဖြစ်တယ်လဲဆိုတာမရှင်းပြကြပါဘူးရလက်အနေနဲ့ tools တွေအများကြီးသုံးတတ်ပေမဲ့အမှန်တကယ်ဘာဖြစ်နေတယ်လဲဆိုတာကိုမသိတော့ပါဘူးနောက်တစ်ခုကကိုယ်ပိုင် workflow မဖန်တီးနိုင်တာဖြစ်ပါတယ်လူတိုင်းကတယောက်နဲ့တယောက်နဲ့အလုပ်လုပ်ဖို့မတူပါဘူး tutorial ဖန်တီးတဲ့သူရဲ့ workflow ကိုအမြဲလိုက်လုပ်နေမှာဆိုလို့ရှိရင်ကိုယ်နဲ့အဆင်ပြေမဲ့မြန်ဆန်မဲ့နည်းလမ်းကိုရှာမတွေ့တော့ပါဘူးကိုယ်ပိုင် style မရှိတော့ဘူးပေါ့နောက်တစ်ခုကတိုးတက်မှုနှေးကွေးလာတာဖြစ်ပါတယ်ပထမလာတချို့မှာတော့အရန်မြန်တိုးတက်တယ်လို့ခံစားရမှာပေါ့နော်ဒါပေမဲ့အချိန်ကြာလာတဲ့အခါမှာ tutorial တွေအများကြီးကြည့်နေပေမဲ့ကိုယ်ပိုင်လက်ရတစ်ခုမှမရှိပါဘူးအဲ့ဒါကို tutorial hell လို့ခေါ်ပါတယ်တိုးတက်မှုရပ်တန့်တယ်လို့ဖြစ်သွားတာပေါ့နော်နောက်ဆုံးတစ်ခုကကိုယ့်ရဲ့ portfolio အတွက်ကိုယ်ပိုင်လက်ရမရှိတော့တာဖြစ်ပါတယ်နောက်ဆုံးအလုပ်ရှာတဲ့အခါဒါမှမဟုတ် client ရတဲ့အခါမှာသူတို့ပထမဆုံးမေးတဲ့မေးခွန်းပါလေမင်းရဲ့ကိုယ်ပိုင်လက်ရပြပါဆိုတာtutorial တွေလိုက်လုပ်ထားတဲ့ environment scene တွေကို portfolio တွေကိုထည့်လို့မရပါဘူး original work မရှိလို့ရှိရင်ရမယ့်အခွင့်အရေးတွေဆုံးရှုံးနိုင်ပါတယ်အဲ့ဒီ tutorial hell ကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲပေါ့နော်ဒါကိုဘယ်လိုလုပ်မလဲရန်ရွှေ့ရှင်းပါတယ် tutorial တစ်ခုပြီးရင်အဲ့ဒီ tutorial ကိုမကြည့်ပဲကိုယ်တိုင်ပြန်လုပ်ကြည့်ပါရွှေ့ရှင်းတဲ့ကိုယ်ပိုင် project တွေစလုပ်ပါနော်ဥပမာအဖြစ်ကိုယ်အခန်းကိုကြိုက်တဲ့အရာဝတ္ထုတစ်ခုကိုစိတ်ကူးထားတဲ့မြင်ကွင်းတစ်ခုအဲ့ဒါကိုဒီ reference image တွေ Pinterest တို့ Google တို့ကနေကြည့်ပြီးတော့ကိုယ်ပိုင် recreate လုပ်မယ်ပြန်ပြီးဖန်တီးမယ်ပြီးတဲ့အခါမှာဒီ Blender community ပေါ့နော်ဒီ Facebook group တွေ Reddit တို့ Discord တို့ထဲမှာကိုယ့်ရဲ့လက်ရာကိုတင်ပြီးတော့ feedback ပြန်တောင်းလို့ရတယ် tutorial ကို reference တစ်ခုအနေနဲ့ပဲသုံးပါနော်အဖြေစာအုပ်လို့မယူပါနဲ့အဲ့လိုလုပ်လို့ရှိရင်တကယ်တော့တက်မှုကိုရမယ်ကိုယ်ပိုင် style တစ်ခုလည်းရလာမှာဖြစ်ပါတယ်เนาะဒီနေ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသုံးဝင်မယ်လို့မျှော်လင့်နေအဲ့တော့အခုဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲမှာ tutorial hell တွေကိုကျွန်တော်ပြောလို့ရှိတယ်ဆိုလို့ရှိရင်ဘယ်လိုလွတ်မြောက်အောင်လုပ်ခဲ့တယ်လဲဆိုတာကို comment မှာညှောက်ဝေပေးပါကိုယ့်အတွက်တွေးစရာတစ်ခုရခဲ့တယ်ဆိုလို့ရှိရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe လုပ်ခဲ့ပေးပါကျွန်တော်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်အတူတူ Blender ကိုပိုကောင်းအောင်သင်ယူကြရအောင်